သင်ခန်းစာလေးတစ်ခုစပါမယ်ဒူးပေါက်တွေမျက်စိထဲမှာရှုပ်နေလို့ဖျောက်ချင်တယ်ဆိုရင် keyboard က tab key ကိုနှိပ်ပြီးတော့ box တွေဖျောက်နိုင်ပါတယ်ပြန်ခေါ်ခြင်းလည်း tab key နှိပ်လိုက်ရင်ပြန်ပေါ်လာပါမယ်မတန်ငယ်အုပ်စုတွေက ellipse 2ရှစ်ကိုဖိပြီးတော့စဝိုင်းလေးတစ်ဝိုင်းဆွဲလိုက်တယ်အဲ့နောက် window တွေက gradient 2ကိုရွှေ့မယ် gradient box အဲ့ gradient box ထဲမှာ radius ဆိုတဲ့ gradient အမျိုးအစားကိုရွေးမယ်လိုချင်တာဖြူရောင်ရဲ့နောက်တစ်ခုကိုအပြာရောင်ရဲ့လို့ချင်ဟိုလုံးဝတဲ့ပုံစံရဲ့လင်းမောင်အယူဆလေးကိုပြောင်းလဲခြင်းတဲ့အတွက် gradient 2သူ့ကိုရွေးချယ်မယ်ရွေးချယ်ပြီးတော့မိမိလိုချင်တဲ့ပုံစံကိုပြန်လဲဆွဲထားလိုက်မယ်အလဲကနေကိုင်ပြီးတော့ gradient မြင်တန်းလေးကိုမိမိအလိုရှိသလိုပြောင်းလဲလို့ရတယ်ဟောဒီအမဲပြောက်ဝိုင်းလေးကိုကင်တွယ်ပြီးတော့လဲ gradient ကိုမိမိလိုသလိုတစ်ပတ်လဲလို့ရတယ်အရောင်တွေကိုတိုးကျင်တဲ့နေရာမှာ click နှိပ်ပြီးတော့တိုးလို့ရတယ်ရှော့ကျင်တဲ့ကိုကြိုက်သလိုရှော့လို့ရတယ်ပြီးရင်သတိကန်တစ်ခုလိုချင်တယ် polygon 2 polygon 2 ဆွဲမယ် click နှိပ်တယ်သုံးနာအဲ့မှာ gradient ကိုအဝါလိုချင်တယ်အဖြူနဲ့အဝါ linear gradient အရောင်အတန်းလိုက်ဖြည့်တယ်လို့ခေါ်တယ်အဲ့ဒီ gradient 2နဲ့မိမိလိုချင်တဲ့အရောင်အချိန်စချိန်လို့ရတယ်ရောင်ရဲ့အတိုင်းအတာကိုတိုးချင်းရှည်ချင်းညှိလို့ရတယ်သူ outline stroke အနက်ကလေးကွတ်ထားလိုက်မယ်ပြီးရင် order ဖိပြီးတော့နှစ်ဖက်ချုံလိုက်မယ်သူဒီဘက်ကိုလာမယ်နည်းနည်းလေးရှည်ထုတ်လိုက်မယ် copy ပွားခြင်းတယ် order ဖိပြီးတော့ဆွဲထုတ်လိုက်မယ်ဟောဒီလိုရမယ်သူနဲ့ကို group ဖွဲ့မယ် keyboard က control နဲ့ G နဲ့ကိုနှိပ်မယ်ဟောဒီစဝိုင်းရဲ့အလယ်မှတ်ကို guideline လေးနဲ့မှတ်ချင်တယ်ပေတံပေါ်မှာ guideline ဆွဲရမှာဖြစ်တဲ့အတွက်ပေတံမပေါ်ခဲ့သည်ရှိတော့ keyboard က control နဲ့ R နဲ့ကိုနှိပ်လိုက်ရင်ပေတံပေါ်လာမယ်ပေါ်လာရင်အဲ့ပေါ်ကနေ guideline တစ်ချောင်း flat ပြန်လုပ်ထားတယ်ဒီပေါ်ကနေ guideline တစ်ချောင်းဒီလိုမျိုးလေးပေါ့အဲ့သူတို့ align တခြားညှိထားလိုက်မယ်ဒီကောင်တစ်ခုတဲ့နေအောင်လို့ select လုပ်တယ် horizontal align center ဒီနှစ်ခုတဲ့သွားပြီတဲ့သွားရဲ့နောက်မှာသူ့ကိုလှည့်မှာဆိုတော့ rotate to keyboard shortcut R သူ့ကိုသုံးမယ် rotate to keyboard ကနေပြီးတော့ order ကိုဖိမယ်အလယ်မှတ်နမရဲ့စုံတဲ့နေရာကို click နှိပ်လိုက်ဒီလိုနှိပ်လိုက်တဲ့အခါမှာ rotate box ပေါ်လာတယ်rotate box မှာမိမိလိုချင်တဲ့ degree ကိုဒါလဲခြင်းဖြစ်တယ် degree ကိုကလဲတာ degree လဲတဲ့အခါမှာ
ကိုက copy ပွားပြီးတော့လှည့်ကျင်တယ်ဆိုလို့ရှိရင်မိမိလိုချင်တဲ့ degree ရိုက်ပြီးရင် copy နှိပ်လိုက်ရင် copy တခုထွက်လာမှာလက်ရှိ select ဖြစ်နေတဲ့ပုံရိပ်ကိုပဲတခုတည်းပဲကိုလှည့်သွားစေခြင်းနဲ့အတိအကျလှည့်သွားစေခြင်းနဲ့ဆိုရင်တော့ okay ပဲနှိပ်ရမှာပေါ့ဟုတ်ပြီအဲ့တော့ဒီနေရာမှာလိုချင်တာ45 preview နမူနာပြတယ် copy ပွားပြီးတော့လိုချင်တာဖြစ်တဲ့အတွက် copy ကိုနှိပ်လိုက်တယ်ဒီကနေဒီအထိ45လှည့်သွားတယ်အဲ့မိမိဆွဲတဲ့ပုံရိပ်ဟာစဝိုင်းတစ်ပတ်ကိုပုံရိပ်ဘယ်နှခုလှည့်မှာလဲအညီညာတတ်ရိုက်ဖြစ်ချင်တယ်ဆိုရင် degree ရိုက်ထည့်တဲ့အခါ360 degree ကိုမိမိလှည့်လို့တဲ့အရေးအတွက်နဲ့စားရပါလိမ့်မယ်ရလာတဲ့ degree ကိုရိုက်ထည့်ပြီးတော့လှည့်ရင်သူဟာစဝိုင်းတစ်ပတ်ကိုညီညာတတ်ရရလှည့်ထွက်သွားမှာဖြစ်ပါတယ်အခုပြုလုပ်လိုက်တဲ့အနေထားမှာဒီကနေဒီအထိကို45လှည့်လိုက်တယ်ဒီ45အတိုင်းနောက်ထပ်ထပ်မံပြီးတော့လှည့်သွားစေချင်တယ်အဲ့ဒါဆိုရင် keyboard က control နဲ့ D နဲ့ကိုနှိပ်ပြီးတော့လှည့်သွားလိုက်ပါဒီလိုပုံစံရရှိမှာဖြစ်ပါတယ်ဒီလိုပုံစံရသွားပြီဒီလိုပုံစံရသွားတဲ့နောက်မှာသူ့ကိုဟောဒီစဝိုင်းကိုအပေါ်ဆုံးသို့ပို့မယ်အပေါ်ဆုံးဆိုတာသူကအချွန်လေးရဲ့နောက်မှာရောက်နေတယ်သူ့ကိုထိပ်ဆုံးပို့မယ် control နဲ့ shift နဲ့ဖြည့်ပြီးတော့ keyboard က close bracket လို့ခေါ်တဲ့ကွင်းပိတ်ကိုနှိပ်ပေးလိုက်ပါတကယ်တမ်းနှိပ်လိုက်တာ arrange ရှေ့ဆုံးသို့ပို့တာ bring to front လို့ခေါ်တယ် control shift ရယ် control ရယ် close bracket 4000ကွင်းပိတ်ကွင်းကိုသုံးလိုက်တာပါ shortcut ကဒီပုံစံလာပြီးတော့ရတယ်အဲ့နောက်ထပ်စဝိုင်းတစ်ဝိုင်းထပ်ယူတယ်စဝိုင်းတစ်ဝိုင်းထပ်ယူတယ်အဲ့စဝိုင်းမှာအရောင်မပါခြင်းမူအောက်လိုင်းကိုတခြားအရောင်ခွဲတစ်ခုရွေးထားလိုက်မယ်ဒီရောင်လေးရှစ်ကိုဖိပြီးတော့ဝိုင်းလိုက်တယ်သူ့ရဲ့အဝိုင်းထူကိုထူခြင်းနဲ့ဟောဒီမှာဝင်ရောက်ပြီးတော့ထူပေးဟုတ်ပြီဒီနေရာမှာရှေ့သင်ခန်းစာတွေထဲမှာသင်ခဲ့တာကဘေးတောင်းကနေပြီးတော့ဟောဒီလိုလဲခဲ့တာဒါကို2D လဲတယ်လို့ခေါ်တယ်ဒါဘယ်ညာအလျားအနှံလဲဟောနောက်ဘက်ကိုပတ်ပြီးတော့လဲခြင်းတဲ့ຢာမျိုးတွေကိုအသုံးချခြင်းနဲ့သုံးချခြင်းနဲ့ဘယ်ကနေသုံးမလဲ effect တွေတော့သုံးရပါတော့မယ် 3D rotate လို့ပြောရင် 2D လဲတာရှိတယ် 3D လဲတာရှိတယ်အဲ 3D rotate သူ့ကောက်ဖွင့်လိုက်တယ်အဲ့မှာမြင်တွေ့ရတာက 3D rotate option ဆိုတဲ့ဒီ box မှာကူပါတုံးလေးနဲ့တရုပ်ပြထားတာတွေ့ရတယ်ကဲဒီကူပါတုံးတရုပ်ပြထားတဲ့နေရာမှာဟောဒီစိမ့်ပြရောင်လေးဒီမိမိဆွဲထားတဲ့ပုံရရှိမျက်နှာပြင်မြင်ကွင်းပဲဖြစ်ပါတယ်အဲ့တော့သူ့ကိုလဲ့မယ်သူ့ကိုလဲ့တဲ့အခါမှာ preview နမူနာကြည့်တယ်ဒီမှာမြင်တွေ့နေရတဲ့လဲ့တဲ့ပုံစံအတိုင်းပါပဲအဲ့ကိုလိုတဲ့နေရာတွေကိုကိုကလဲ့နိုင်တယ်ဒီတရုပ်ပြသထားတဲ့အတိုင်းသူကဟိုဘက်မျက်နှာဘက်ကိုမျက်နှာမူပြီးတော့လဲ့သွားပြီဖြစ်ပါတယ်အဲ့ဒါ 3D rotate လဲ့တဲ့နည်းပါ okay သူ့ကိုဒီဘက်ကိုပြန်လာတယ်ပြန်လာတဲ့အခါမှာဟောဒီတချမ်းကိုကျွန်တော်ပုံကနေဖြောက်
ဒီနေရာမှာကျွန်တော်ပြောချင်တာလေးက effect တစ်ခုသုံးလိုက်တဲ့အခါမှာ window တွေက appearance ကိုဖွင့်လိုက်ပါမိမိသုံးလိုက်တဲ့ပုံရိပ်ဒီဘာ effect ကိုသုံးထားတယ်ဆိုတာ appearance ထဲမှာဖော်ပြပါတယ်ဥပမာဟောဒီ sound ကိုကျွန်တော် select လုပ်လိုက်တယ်ဆိုရင်သူ့မှာသုံးဆွဲထားတဲ့ effect မတွေ့ရအောင်ဟောဒီအနီကို select လုပ်လိုက်တယ်ဆိုရင်သူ့ကိုသုံးဆွဲထားတဲ့ effect တွေ့ရတယ်အဲ့တော့ကိုကလိုအပ်တယ်ကိုယ်လိုအပ်တဲ့ခြေနေရ effect ကိုပြန်ပြင်စရာရှိရဲဆိုရင် 3D rotate effect ရဲ့နာမည်ကို click နေပြီးတော့မိမိအလိုရှိရာပြန်လဲပြီးတော့ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်ပြီးပြီဆိုရင်ဟောဒီနေရာတစ်ဝိုက်ကိုဖြောင်းမယ်အဲ့လိုဖြောင်းဖို့အတွက်ပန်တူးလေးကိုသုံးရအောင်ပန်တူးလေးကိုခပ်ပါးပါးလေးဖြစ်အောင်ပြုလုပ်ထားမယ်ကလစ်တစ်ချက်နှိပ်မယ်ကလစ်တစ်ချက်ချတယ်ဆက်ချဖိဆွဲသွားတယ်တစ်ခါပြန်ပြီးတော့ဒီဘက်အပိုင်းကိုကွင်းမယ်ဒီဘက်ပိုင်းလေးကိုကွင်းမယ်ဟုတ်ပြီဟောဒီပုံစံမှာ selection 2ကိုပြန်ရွေးလိုက်ပါဦးမယ်ဟောဒီပုံရဲ့ area အတွင်းကြာရောက်နေတာကအခု sound ရဲ့ဒီစိတ်ပိုင်းပဲဖြစ်တယ်သူ့ရဲ့အပြင်ကဒီစိတ်ပိုင်းလေးပေါ့အဲ့တော့ကိုကလိုချင်တာပုံရိပ်တစ်ခုရဲ့အတွင်းနဲ့စိတ်ပိုင်းလေးပဲဖော်ပြစစ်ချင်တယ်မပါတဲ့ပိုင်းဖြောက်ချင်တယ်ဆိုရင်အရင်ဆုံးသူတို့နှစ်ခုကို select မှတ်ရတာအဲ့လို select မှတ်ပြီးပြီဆိုရင်ဘာလုပ်မလဲပျောက်သွားစေဖို့အတွက်နှစ်လမ်းရှိတယ် object နှစ်နေရာရှိတယ် clipping mask make control 7နောက်တစ်နေရာ right click make clipping mask ဟောဒီလိုပေါ့အခုမှအကြောင်းမညီညွတ်လို့ပြန်လဲပြီးတော့ဒီ clipping ပြန်ဖြုတ်ခြင်းနဲ့ဆိုရင် right click release clipping mask ဆိုပြီးတော့နေရင်ဒါပြန်ပြုတ်သွားပြီဟုတ်ပြီဒါနမူနာပြောပြခြင်းဖြစ်ပါတယ်ဒီပုံစံလေးကျွန်တော်ရပါအဲ့နောက်ကျွန်တော်စံတဲ့ graphic design သူ့ဒီဘက်ကိုလာမယ်ဟုတ်ပြီအဲ့နောက်သူ့ကိုလည်း design လေးတစ်ခုပြုလုပ်ချင်တာစလုံးနဲ့ပတ်သက်လို့လည်း effect တွေသုံးမယ် effect what ကဲ web ထဲမှာ flat preview နမူနာကြည့်မယ် flat သူ့ရဲ့စလုံးရဲ့ line လေးတွေဒါမြင်တွေ့ရမှာဟုတ်ပြီခုံးပြုလုပ်ခြင်းနဲ့ arc မိမိလိုချင်တဲ့ခုံးကဲအဲ့တော့ဒီနေရာမှာဒီက web option ကိုဖော်ပြခြင်းတာပြီးပြီ okay အဲ့တော့ဒီ Zandik graphic design ဆိုတဲ့ဒီစာသားလေးကိုထည့်သွင်းလိုက်တော့လေဒီစာသားလေးထဲမှာထည့်လိုက်တဲ့ effect appearance နဲ့မှာကြည့်လိုက်တဲ့အခါမှာဒီမှာ web flash ဆိုတာတွေ့ရမှာပါပဲဖြစ်ပါတယ်
အဲ့တော့ဒီပုံစံလေးပေါ့ဖိုင် save လိုက်ပါမယ်Send the lesson. Save.